look ရဲ့အဓိကချက်ကတော့မျက်ခုံးမွေးမျက်လုံးနဲ့နှာခမ်းနီအယောင်လေးပေါ့နော်တခြားနေရာတွေကိုတော့ပုံမှန်ချင်နေကြအတိုင်းပဲ foundation ပြီးရင် concealer နဲ့ထပ်ဖုံးပေးမယ် highlight လေးကို sponge လေးနဲ့ယူပြီးတော့မျက်နှာအတွင်းပိုင်း trigger နေရာတွေမှာလင်းသွားအောင်လို့လိမ့်ပေးလိုက်တယ်နာတန်ပေါ်နဲ့မေးစိတ်ထိတ်နာလေးကိုလည်းလိမ့်ပေးတယ်နော်ပြီးရင်တော့နာတန်နဲ့မျက်နှာ shake လေးကိုဖော်ပေးလိုက်တယ်တတိထားမိလားမသိဘူးဒီ look လေးကိုတော့ Acry က camera နဲ့ရိုက်တာမဟုတ်ဘဲနဲ့ iPhone နဲ့ရိုက်ထားတာပေါ့နော်ဒါကြောင့် camera နဲ့ရုပ်ထွက်ကနည်းနည်းကွာမယ်ပေါ့နော် camera နဲ့ရရင်ဒီကမျက်နှာကကြီးသွားလို့ပေါ့နော်ဒီတစ်ခေါက်တော့ iPhone နဲ့ပဲရိုက်လိုက်ပါတယ်အယောင်လေးကိုတဘာဝကျအောင်လို့ sponge လေးနဲ့တဖြည်းဖြည်းဖြန့်ပေးလိုက်တယ်ပေါ့နော်အယောင်လေးတွေကိုနာတန်ဖော်ထားတဲ့အယောင်လေးလည်းတဘာဝကျအောင်လို့ဖြန့်ပေးလိုက်တယ်ကြောက်လို့စရဲ့မျက်ခုံးမွေးပုံစံကိုကြည့်လိုက်ရင်သူကအပေါ်ကနေအောက်ကို white ဆင်းသွားတဲ့ပုံစံလေးပေါ့နော် Acry ရဲ့မျက်ခုံးမွေးကတော့အပေါ်နည်းနည်းချွန်ထွက်နေတော့ထွက်နေတဲ့နေရာလေးတွေနဲ့မျက်ခုံးမွေးရှည်နေတာတွေကိုဓားလေးနဲ့တသားလေးဖြတ်ပေးလိုက်တယ်။ဒါနဲ့ကြောက်လို့စလို့မျက်ခုံးမွေးဝက်လေးဖြစ်သွားပြီပေါ့နော်။ပြီးရင် eyebrow pencil လေးနဲ့အယောင်လေးကိုချဲပေးလိုက်မယ်။သူ့ရဲ့မျက်ခုံးမွေးအယောင်လေးကအဖြော့လေးပေါ့နော်။ဒါကြောင့် Acry လည်းမျက်ခုံးမွေးကိုအဖြော့ဖြစ်အောင်လို့ဆိုပေးလိုက်မယ်။ Acry ရဲ့မျက်ခုံးမွေးပေါ်မှာပိုနေတဲ့မဲ့လေးကို concealer နဲ့ဖုံးပေးလိုက်တယ်။ဒီနေရာကိုရောပြီးတော့နာတန်ကိုပို့ပြီးထင်းအောင်လို့ထပ်ချဲပေးလိုက်တယ်။ပြီးမေးရိုးနေရာတွေကိုလည်းထင်းအောင်လို့ထပ်ချဲပေးလိုက်တယ်။ eyeliner ကိုဆော့ပန်လေးနဲ့မျက်တောင်မွေးအတွင်းပိုင်းနေရာကိုထင်းအောင်လို့အရင်ဆုံးချဲပေးလိုက်တယ်။အမီလေးကိုရှည်ရှည်လေးဆွဲချပြီးတော့ဘေးကိုကွေ့သွားလိုက်မယ်။မျက်တောင်လေးကုတ်ပေးပြီးရင်ကြောက်လို့စရဲ့မျက်တောင်တူလေးနဲ့စင်တူလေးဖြစ်တဲ့မျက်တောင်တူလေးကိုရွေးသွင်းလိုက်ပါတယ်။ပြီးရင်မျက်တောင်တူနဲ့အစ်စ်ကိုတသားတည်းဖြစ်အောင်လို့ကော့တန်လေးနဲ့ထပ်ကုတ်ပေးလိုက်တယ်။အယောင်လေးထင်းနေအောင်လို့မစကာရာလေးထပ်ဆိုးပေးလိုက်တယ်။ပြီးရင်အောက်မျက်တောင်မွေးတွေကိုလည်းမစကာရာလေးနဲ့ဆိုးပေးလိုက်တယ်။မီခိုးရောင်လေးကို brush အပြားလေးနဲ့ယူပြီးတော့မျက်ကွင်းအောက်အရစ်လေးကိုဆွဲပေးလိုက်တယ်။ပြီးရင်ဒီအဖြူရောင်လေးနဲ့အရစ်ရဲ့အပေါ်နာလေးမှာထပ်ပြီးချဲပေးလိုက်တယ်။ဒီပန်းနုရောင်လေးယူပြီးတော့မျက်ကွင်းအောက်တဝိုက်နာလေးမှာထပ်ချဲပေးလိုက်တယ်။ဒါနဲ့မျက်လုံးအပိုင်းကတော့ပြီးတော့ပါပြီ။သူ့ရဲ့ပါးနီအယောင်လေးကပန်းနုရောင်လေးတုံးထားတာတွေ့ရပေါ့နော်။သူနဲ့စင်တူအယောင်လေးဖြစ်တဲ့ Blingo Liquid Air Blush 01လေးကိုတုံးထားရပေါ့နော်။ဒီအယောင်လေးကကိုရီးယားဆန်ဆန်ပန်းနုရောင်လေးပေါ့နော်။သူ့ကိုလည်းပါးနှစ်ဖက်နှာခေါင်းထိပ်မေးစိတ်နဲ့နှစ်ဖူးဘေးနှစ်ဖက်မှာလည်းထပ်ပြီးတော့တုပ်ပေးလိုက်တယ်အဲ့တော့ makeup look လေးကဒီလိုကနေတဘာဝဆန်ဆန်ပန်းရောင်နုနုလေးဖြစ်သွားတယ်ပေါ့နော်နောက်ဆုံးနှာခမ်းကြီးမစိုးခင်မှာနှာခမ်းရဲ့နှကိုအယောင်လေးကိုတေချာလေးဖုံးပေးမယ်နော်နောက်ဆုံးသူနဲ့နှာခမ်းကြီးအယောင်စင်တူလေးဖြစ်တဲ့ Blingo Jelly Pot Lipstick 01လေးကိုစိုးပေးလိုက်တယ်သူကတော့ဒီလို strawberry အယောင်ဆိုလေးပေါ့နော်စိုးနီးကတော့နှာခမ်းရဲ့အတွင်းပိုင်းကနေအရင်ဆုံးစဆိုးလိုက်မယ်ပြီးမှအပြင်ပိုင်းကိုတတလေးအယောင်လေးတွေပုတ်ချဲပေးလိုက်မယ်ပေါ့နော်နှာခမ်းအတွင်းပိုင်းကိုအဓိကအယောင်ကိုထင်းထင်းလေးဖြစ်အောင်လို့ထက်ခါချဲပေးမယ်ပေါ့နော်ပြီးရင်နာတန်အလဲလောက်မှာမဲ့အတူလေးတို့ပေးလိုက်မယ်ဒီတိုင်းကြည့်ရင် Acry ရဲ့အောက်